အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်တို့ရဲ့မြန်မာနိုင်ငံရဲ့ဂုဏ်ကိုတောက်ပြောင်စီခဲ့တဲ့သူကမ္ဘာချန်ပီယံကိုအောင်လအောင်ဆန်းရဲ့အကြောင်းလေးကိုအနည်းငယ်ပြောပြပေးပါစီကိုအောင်လအောင်ဆန်းကို1985ခုနှစ်မေလ24ရက်ကချင်ပြည်နယ်မြကြီးနားမြို့မှာမွေးဖွားခဲ့ပါတယ်မွေးချင်း9ယောက်ထဲမှာတတိယမြောက်သားဖြစ်ပါတယ်ဆိုတော့ကိုအောင်လအောင်ဆန်းဟာကချင်လူမျိုးဖြစ်ပြီးအထူးသင်္ကေတနာမည်ကတော့ De Bamas Pointer ဗမာစပတ်အုံးမွေလို့လည်းခေါ်ပါတယ်ဒီဗီဒီယိုမှာကျွန်တော်ကကိုအောင်လအောင်ဆန်းရဲ့အကြောင်းတွေကိုဦးစားပေးပြီးမပြောတော့ပါဘူးညီအကိုမောင်နှမတွေအားလုံးလည်းသိထားကြပြီလို့ထင်ပါတယ်ကိုအောင်လအောင်ဆန်းရဲ့လေးစားစရာကောင်းတော့တဲ့စကားလေးတွေကိုသူပြောသွားတဲ့စကားလေးတွေကိုပြောပြပြီးသွားပြစီဗျကိုအောင်လအောင်ဆန်းရဲ့မြန်မာနိုင်ငံအတွက်ပြောခဲ့တဲ့စကားတွေကတော့အောင်မြင်မှုဆိုတာတညာလေးနဲ့ရလာတာမဟုတ်ဘူးနှစ်ပေါင်းများစွာစူးစမ်းအားထုတ်မှုစွလွတ်နေတာခံမှုဇွဲမပြတ်လောက်ကင်မှုတွေကနေတဖြည်းဖြည်းရလာတာပါအရွယ်ရောက်လာတဲ့မျိုးဆက်သစ်လူငယ်တို့ကိုသာယုံကြည်ပါစင်ကြယ်စင်လက်တွေမပေးပါနဲ့စီးလုံးညီညွတ်မှုဟာကျွန်တော်တို့ရဲ့အကြီးမားဆုံးလက်နက်ပဲစကားနဲ့မဟုတ်ဘဲလက်တွေ့လှုပ်ဆောင်ခြင်းဖြင့်မြန်မာနိုင်ငံကိုဂုဏ်သက်စေကြရအောင်ကျွန်တော်တို့နိုင်ငံကတင်းငယ်ကောင်းတင်းငယ်ပေမဲ့ကျွန်တော်တို့ရဲ့စိတ်ဓာတ်ကတော့ခိုင်မာပါတယ်ကျွန်တော်တိုက်ပွဲဝင်တာကအလံအတွက်ကျွန်တော်လူမျိုးအတွက်ပိုကောင်းတဲ့မြန်မာနိုင်ငံကိုအိမ်မက်မက်နေတဲ့ကလေးတိုင်းအတွက်ပါကိုအောင်လအောင်ဆန်းရဲ့အောင်မြင်မှုအတွက်ထားရမယ့်စိတ်ထားလေးတွေကိုလည်းကျွန်တော်လေးစားအားကြရလို့စူးစီးတင်ပြပေးလိုက်ပါရဗျကြောက်စိတ်ကိုမင်းမချေလည်နိုင်ပါစေနဲ့မင်းကကြောက်စိတ်ကိုချေလည်လာနာကျင်မှုကယာယီပဲဂုံတိတ်ခါချက်ရင်မှုကတော့ထာဝရပဲရှိပြီးသားຢာတွေအတွက်ကျေးဇူးတင်ပါဒါပေမဲ့တိုးတက်အောင်မပြတ်ကြိုးစားပါချော်လေးတိုင်းပိုအားယူပြီးထပါကဘာကြီးကတင့်ကိုမကောင်းခဲ့ရင်တော့တင်ကတော့ကျင်နာတတ်သူပဲဖြစ်ပါစေကျွန်တော်အချိန်ချင်းကြာရှုံးခဲ့ဘူးတယ်ဒါပေမဲ့ဘယ်တော့မှလက်မလျှော့ခဲ့ဘူးဒါကြောင့်လေဒီနေ့ဒီနေရာမှာကျွန်တော်ရှိနေရပါတိုးတောင်းတဲ့လမ်းမရှိပါဘူးတခုတည်းသောလမ်းကတော့ကြိုးစားမှုနဲ့ဇွဲရှိမှုပဲဖြစ်ပါတယ်အကြီးကျယ်ဆုံးဖြစ်ချင်ရင်တင်းငယ်တဲ့အရာလေးတွေကိုအပြည့်အဝကျွမ်းကျင်အောင်လုပ်ပါပါရမီကိုစီကံကအနိုင်ရတယ်ပါရမီရှင်ကမကြိုးစားတဲ့အခါမှာပေါ့အောင်မြင်မှုဆိုတာတညာတဲ့နဲ့ရလာတာမဟုတ်ဘူးနှစ်ပေါင်းများစွာကြိုးစားအားထုတ်မှုစွန့်လွတ်အနစ်နာခံမှုဇွဲမပြတ်လောက်ကင်မှုတွေကနေတဖြည်းဖြည်းရလာတာပါကျွန်တော်တို့ရဲ့မြန်မာကုံဆောင်ကိုအောင်လအာဆန်းဟာ2025ခုနှစ်အောက်တိုဘာလ3ရက်နေ့မှာ MMA ကစားပွဲမှာအနားယူတော်မူဖြစ်ကြောင်းကြေညာခဲ့ပါတယ်။အောင်လအာဆန်းဟာဆိုရင်သူ့ရဲ့ Florida ပြည်နယ် Lake Worth မှာရှိတဲ့ Finder MMA မြည်ရှိတဲ့ကိုဝိုင် MMA ခန်းမကိုဖွင့်လှစ်ပြီးနောက်မျိုးဆက်သစ်ကစားသမားများကိုလေ့ကျင့်သင်ကြားပေးမယ်လို့စီစဉ်ထားပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံအတွက်မျိုးချစ်စိတ်အပြည့်ရှိတဲ့ကိုအောင်လအာဆန်းကိုသူ့ရဲ့စကားလုံးတွေနဲ့သူ့ရဲ့ပုံရိပ်တွေဟာကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေနှလုံးသားရဲ့မြဲချမ်းနေမှာပါ